လာပါကျွန်တော်ဒီနေ့ ChatGPT နဲ့ CapCut နဲ့နှစ်ခုပေါင်းပြီးတော့ AI ပုံတွေဘယ်လိုထုတ်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ပထမဦးဆုံး Google ကိုအရင် Google ထဲဝင်လိုက်ပါမယ် Google ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ search box မှာ ChatGPT ChatGPT ပေါ့နော် ChatGPT လို့ရိုက်ရှာမယ် ChatGPT official website ထဲဝင်ပါမယ် GPT ထဲကိုဝင်လိုက်ပါမယ်ဝင်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကSNED ပေါ့နော်တုံးတစ်ခုမေးမယ်ဆိုတဲ့အထဲမှာကျွန်တော်တို့ဘာပုံလောက်ခိုင်းရင်အဆင်ပြေမလဲဘာပုံလောက်ခိုင်းရင်ကောင်းမလဲဆိုရင်ဥပမာယောက်ျားလေးတစ်ယောက်R1 ဆိုင်ကဘေးမှာဝတ်စုံအပြည့်နဲ့ရက်နေတဲ့ပုံ from ပေးပါကျွန်တော်တို့ကဘာဖြစ်လို့သူ့ကို from တောင်းတာလဲဆိုလို့ရှိရင်ChatGPT ကိုကျွန်တော်တို့ကတိုက်ရိုက် AI ပုံထုတ်ခိုင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကကြတော့ ChatGPT free မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဓာတ်ပုံ limit ရှိတယ် limit ရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဓာတ်ပုံတွေကိုမထုတ်ခိုင်းဘူးနောက်တစ်ခုကကြတော့တခြားအခု CapCut မှာသွားပြီးတော့ထုတ်ခိုင်းမဲ့ပုံတော့ ChatGPT က resolution တို့effect တို့ဘာတို့အဲ့လောက်ကြီးတိမကောင်းတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့က ChatGPT မှာပုံမထုတ်ခိုင်းဘူးCapCut မှာသွားပြီးတော့ free AI ပုံသွားထုတ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူက prompt တောင်းလိုက်ပြီဆိုတော့သူက prompt ဒီမှာရေးပေးတယ်ရေးပေးတဲ့ဥစ္စာကိုကျွန်တော်တို့ကဒီစာလေးကိုကျွန်တော်တို့က copy ကူးမယ် copy ကူးပြီးသွားလို့ရှိရင်copy ကူးပြီးသွားလို့ရှိရင်ကျွန်တော်တို့ CapCut software တွေကိုဝင်မယ်ပေါ့နော် CapCut software တွေဝင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ new project ကိုနှိပ်မယ် new project မှာပုံတစ်ပုံကိုထဲမှာရှိတဲ့ပုံတစ်ပုံကိုအရင်ရွေးမယ်ပေါ့နော်အရင်ရွေးလိုက်မယ်ဒီမှာ add နှိပ်မယ်ဒီပုံကျွန်တော်တို့ကမသုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပုံကျွန်တော်တို့က delete ပြန်လုပ်မယ်ဒီကောင် edit ကိုနှိပ်မယ် edit ကိုနှိပ်ပြီးတော့ delete ကိုနှိပ်မယ်ဆိုတော့ဘာမှမရှိတဲ့ blank ဖြစ်သွားပြီပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့က AI ပုံထုတ်မယ် AI ပုံထုတ်မယ်ဆိုတော့ဒီ edit ကိုပဲနှိပ်မယ် edit ကိုနှိပ်ပြီးတော့ရင်ဒီမှာ AI image ဆိုတာရှိရယ်AI image AI image လေးကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှင်ကျွန်တော်တို့ကခုနက ChatGPT ကနေယူလာတဲ့ prompt စာကိုဒီမှာ copy ယူလာတဲ့စာကိုဒီမှာ paste လုပ်မယ်ပေါ့နော်ဒီမှာ paste လုပ်ပြီးတော့လို့ရှင်ဒီမှာCapCut ရဲ့အားသာချက်ကကြတော့သူက prompt to text to image ပေါ့နော်စာရေးထားတဲ့ဥစ္စာနဲ့ image ပုံထုတ်မယ်ဆိုလို့ရှိရင်ဒီကောင်ကကြတော့ free ရတယ် free ရတာသူ့ရဲ့အားသာချက်ပေါ့နော်ဒီမှာကျွန်တော်တို့ free ဆိုပြီးဒီမှာပြပေးထားတယ်အဲ့ကောင်ကျွန်တော်တို့က generate လုပ်လိုက်မယ်ဒီကောင်ကို generate လုပ်လိုက်ပြီဆိုလို့ရှိရင်ChatGPT ကကြသူက effect တွေ resolution တွေမတူတဲ့ပုံ၄ပုံရွေးချယ်လို့ရအောင်ပေါ့နော်အဲ့လိုမျိုး၄ပုံထုတ်ပေးတယ်သူက၄ပုံထုတ်ပေးတဲ့အထဲမှာကိုကြိုက်တဲ့ပုံကျွန်တော်တို့က save လုပ်ပြီးတော့တခြားနေရာမှာပြန်ပြီးတော့ post တင်တာပဲဖြစ်ပါပဲပေါ့နော်ပြန်ပြီးတော့သုံးလို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီမှာ ChatGPT ကယူလာတဲ့ prompt ကိုသူက load လုပ်နေပြီပေါ့နော်ဓာတ်ပုံထုတ်နေပြီခဏလေးစောင့်ပေးရပါတယ်CapCut ထဲပို့ပြီးတော့တာတဲ့ application တွေလည်းရှိပါတယ်သူတို့ကကြတော့ခုလိုမျိုးtext to image ကို free မရဘူးပေါ့နော် free plan မရှိဘူးရှိလို့ရှိရင်လည်းပဲသူ credit ပထမဆုံး account ဖွင့်တဲ့အချိန်မှာ credit အနည်းငယ်ပါလာရှိတယ်အဲ့အနည်းငယ်နဲ့ဖွင့်လို့ရမယ် credit ကုန်ပြီဆိုတာနဲ့ကျွန်တော်တို့က pro တို့ premium တို့ဝယ်ပြီးတော့သုံးမှသူကအဆင်ပြေမှာဒါကြောင့်မို့လို့တခြားဒီ credit ဝယ်သုံးရတဲ့ application တွေတော်တော်များလည်းရှိပါတယ်အဲ့ credit ဝယ်သုံးတဲ့ application တွေကတော့ပို့ပြီးတော့ resolution တို့ effect တို့ကတအားကိုကောင်းပါတယ်ကျွန်တော်နောက် video တွေမှာလည်းပဲအဲ့ application တွေနဲ့သုံးပြပေးတော့မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါ CapCut ထဲမှာ load ဆွဲနေပြီပေါ့နော် okay ရပါပြီ၄ပုံရပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့က select လုပ်မယ် select လုပ်ပြီးတော့ရင်ဒီမှာအောက်မှာ save ဆိုတာလေးပါတယ် save เนาะအဲ့ save လေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီဓာတ်ပုံ၄ပုံကိုကျွန်တော်တို့ရဲ့ phone gallery ထဲကို save လိုက်ပါပြီရောက်သွားပါပြီเนาะ gallery ထဲကိုသွားကြည့်မယ်ဒါဆိုဒီပုံလေးပေါ့เนาะဒါခုနက CapCut မှာ text to image လောက်ထားတဲ့ပုံတွေပေါ့ AI ပုံလေးတွေဒါဆိုကျွန်တော်တို့ gallery ထဲကိုရောက်လာပါပြီဒီပုံတွေကိုပြန်လဲသုံးလို့ရပါတယ်နောက် video တွေမှာလည်းပဲကျွန်တော်ကအဲ့ text to image နဲ့တခြား application တွေမှာသုံးတဲ့ပုံစံနောက်ပြီးတော့ animation ထည့်တာတို့နောက်ပြီးတော့
image to video လောက်တာတော့ပါအဲ့အပိုင်းတွေကိုကျွန်တော်ကဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ